မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်လူနာဂျူပီတာမှာကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်နဲ့မင်္ဂလာရှိတဲ့ချိန်တွေကိုပိုင်ဆိုင်နေကြပြီးဖိဖိအများဝေးကွာကကိုရောစိတ်ပါကြမှာချမ်းသာကြမယ်လို့လည်းညွှန်လင်းမိပါတယ်ရှင်အခုကအခြေအနေနဲ့ပတ်သက်တဲ့ reading လေးပဲပေါ့နော်ကိုယ်စိတ်ထဲမှာရှိနေတဲ့တစ်ဖက်သူဒီသူနဲ့ကိုနဲ့နှစ်ယောက်ကြားထဲမှာအခုချိန်မှာအဆက်အသွယ်မရှိတာဖြစ်ဖို့တော့ပုံမြင်ရလိမ့်မယ်ပေါ့နော်ခံစားမိတဲ့အရာဆိုရှင်တော့ဘာလို့ဆိုတော့အရှိမ reading တွေလုပ်ဖို့အတွက်ကိုစူးစမ်းခဲ့တာက single တွေအတွက် reading လုပ်ဖို့ရော crush တွေအတွက်ရောအဲ့လိုမျိုးပေါ့နော် reading လုပ်ဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးပေါ့နော်ဆက်လုပ်လို့မရတဲ့ပိတ်ထားတဲ့ energy ရတယ်အဲ့တော့အခုကကြတော့ no content separation ပေါ့နော်ဒါပေမဲ့ separation ဆိုတာ no content လို့ပြောရမလားသူနဲ့ကိုယ်နဲ့နှစ်ယောက်ကြားမှာလုံးဝအဆက်အသွယ်မရှိတာသူအခုချိန်မှာဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာမျိုးကိုလည်းမသိတာမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးရှိတဲ့သူတွေအတွက်ဖတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဖြစ်နိုင်တာကတော့တစ်ဖက်သူကအခုချိန်မှာဒီ reading ကိုကြည့်နေတဲ့သူတွေကိုတစ်ခုခုသိစေချင်နေတာမျိုးပြောချင်နေတာမျိုးတွေရှိနေမယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီ reading ကိုမဖြစ်မနေလုံးမဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ share reading တွေအကုန်လုံးကမအောင်မြင်ခဲ့တာမျိုးဖြစ်လိမ့်မယ်ပေါ့နော်။ဘာလို့ဆို share reading တွေဖတ်ပေးဖို့အတွက်ကို9မိနစ်တောင်မရှိသေးဘူးပေါ့နော်ဖတ်ပေးနေရင်လည်းလုံးဝရှေ့ဆက်လို့မရတော့ဘူးပေါ့နော်။ကတ်တွေချပြီးလဲဒီကတ်ကိုဆက်ပြီးတော့မဖတ်နိုင်တော့တဲ့အနေအထားမျိုးပေါ့နော်တခုခုကလာပိတ်နေတော့တချို့ဟိုရှေ့ရ reading မှာဆိုလို့ရှိရင်လည်းဘယ်လိုကတ်တွေကကြပြောင်းကြပြန်နေကုန်ကြပြီးတော့စန့်ကျင်နေရပါတော့ဒီ reading ကိုဖတ်ပြီးမှဖြစ်မယ်ဆိုတဲ့အဲ့ဘက်ကိုတွန်းပို့နေတာဆိုတော့လေအဲ့တော့ကိုယ်စိတ်ထဲမှာရှိနေတဲ့ကိုယ်နဲ့အခုချိန်မှာအဆက်အသွယ်ပြတ်နေတဲ့ဒီလူကကိုတခုခုတော်တော်လေးကိုသိစေခြင်းနဲ့ပြောခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့သိခြင်းတဲ့သူတွေအတွက်ပေါ့နော်သူဘာဖြစ်နေလဲသိခြင်းတဲ့သူတွေအတွက်ပေါ့ဒီ reading လေးဖတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကိုရဲ့တစ်ဖက်သူရဲ့နှစ်ယောက်ရဲ့လက်ရှိအနေအထားပေါ့နော်ဒါလေးကိုထပ်ပြီးတော့ကြည့်ကြည့်မယ်ပေါ့နော်လက်ရှိအနေအထားဆိုတာထက်နှစ်ယောက်ရဲ့ဒီအခြေအနေတွေအခုလိုမျိုးဖြစ်ရတာဘာကြောင့်လဲပေါ့နော်ဒါလေးကိုတစ်ချက်ကြည့်ပါမယ် energy တစ်ချက်စစ်မယ်ပေါ့နော်တော့ကိုယ့်ရဲ့ energy သူ့ရဲ့ energy ဒါလည်းဖြစ်နိုင်တယ်ပေါ့နော်heartbroken not enough the runner နှစ်ယောက်ရဲ့အခြေအနေကတော့ဒီမှာတွေ့ရတဲ့ဝေးကွာခဲ့တယ်ခွဲကွာခဲ့ရတယ်ဆိုတာမျိုးပုံစံမျိုးပါမြင်ရတယ်ပေါ့နော်အဲ့တော့ရိုးရိုးအဆက်အသွယ်ပြတ်တာမဟုတ်ဘဲနဲ့ဒီစစံရေးကအဆုံးသတ်သွားတာမျိုးလို့မြင်ရတယ်ဒီအဆုံးသတ်ရခြင်းအကြောင်းရင်းကလည်းပဲတစ်ဖက်သူကဒီစစံရေးကနေပြီးတော့ရှောင်ပြေးထွက်သွားတယ်ဆိုတာမျိုးလို့တွေ့ရတယ်ရှောင်ပြေးထွက်ရခြင်းအကြောင်းရင်းကလည်းပဲသူ့ဘာတခြားရွေးချယ်ရမယ့်အရာဦးစားပေးရမယ့်အရာတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုနဲ့ဒီထက်ပိုပြီးတော့နီးစပ်ဖို့မဖြစ်နိုင်တော့ဘူးဆိုတဲ့အတွေ့အကြုံနောက်သူ့ကိုယ်သူယုံကြည်ချက်မရှိတာကြောင့်ဒီသုံးခုတည်းကတစ်ခုခုဖြစ်နိုင်တယ်ပေါ့နော်ဒီအရာတွေကြောင့်ပဲဒီဆက်ဆံရေးကနေပြီးတော့ရှောင်ပြေးသွားရတယ်ဆိုတာလို့တွေ့တယ်ဒါပေမဲ့အခုအချိန်မှာဖြစ်နေကြတာကြတော့ကိုကဒီလူရဲ့ဒီလိုလောက်ရက်တွေကြောင့်ကိုမှငါမှာတခုခုချို့ယွင်းနေလို့လားငါဘာတွေလိုအပ်နေလို့လဲပေါ့နော်အဲ့လိုပုံစံနေနဲ့ကိုပြန်ပြီးတော့လေအပြစ်တင်နေတာအပြစ်မြင်နေတာအပြစ်ရှာနေတာမျိုးပေါ့နော်ကိုယ့်ရဲ့ကောင်းကွက်တွေကိုမမြင်နိုင်တော့ဘဲနဲ့တခုခုဆိုလို့ရှိရင်ငါဒါကြောင့်ဖြစ်မယ်ဒါရုပ်ရည်ပိုင်းကနေစပြီးတော့အကုန်လုံးပေါ့နော်ဒီဒါကြောင့်ဖြစ်မယ်ဆိုတော့အဲ့လိုပုံစံနေနဲ့ဟိုပြန်တွေးပြီးတော့လေကိုအကောင်းမမြင်နိုင်တဲ့အနေအထားမျိုးမှာရှိနေတယ်ယုံကြည်မှုတွေပျောက်ဆုံးနေတယ်ဆိုတာမျိုးလို့တွေ့ရတယ်တကယ်တော့တစ်ဖက်သူကသူ့ကြောင့်ပေါ့နော်သူ့အနေနဲ့သူ့ကိုယ်သူယုံကြည်ချက်တွေမရှိတာမျိုးလည်းဖြစ်နိုင်တယ်တခုခုပေါ့နော်အဲ့လိုမျိုးတွေကြောင့်
ဒီကိုဘက်ကနေပြီးတော့အခြေအနေတွေအဆင်ပြေနေပါရဲ့နဲ့ကောင်းနေပါရဲ့နဲ့နှစ်ယောက်ကအဲ့လိုရှေ့ဆက်ပြီးတော့လည်းလားကောင်းနေရှိနေပါရဲ့နဲ့သူကအဖြစ်အမှောက်လုပ်ပြီးတော့ထွက်သွားတာမျိုးပေါ့နော်ဒါကိုကကိုကြောင်ပဲဆိုတဲ့ပုံစံနေနဲ့အခုချိန်ထိကိုခံပြင်းနေရတော့နာကျင်နေရတော့ဆိုတာမျိုးအဲ့ဒီလိုမြင်တယ်ဒါဆိုတစ်ဖက်သူရဲ့လက်ရှိကိုနဲ့ပတ်သက်တဲ့ခံစားချက်ကိုကြည့်မယ်ပေါ့နော်ဒီလူကသိစေခြင်းနေရဆိုတော့ဘာကိုသိစေခြင်းနေရလဲပေါ့နော်ကိုနဲ့ပတ်သက်တဲ့လက်ရှိခံစားချက်ကဘာဖြစ်လဲ wedding rings ရဲ့ soulmates ရဲ့ the chaser ကိုနဲ့ပြန်စုံစည်းခြင်းနေရနော်ကိုမေးလို့မရဘူးဆိုတာမျိုးလို့တွေ့ရတယ်ကိုပေါ်မှာလက်ဆိုင်နဲ့တန်ရောစင်နေနဲ့ရှိနေတယ်ဆိုတာလို့မြင်နေပေါ့နော်နောက်ပြီးတော့သူတကယ်လို့ပေါ့နော်ဂရိတခုပေးခဲ့မယ်ဆိုလို့ရှိရင်ဒီဂရိကိုတီးခြင်းနေတယ်ဆိုတာမျိုးလို့တွေ့ရတယ်။ဒေသနာပြန်ပြီးတော့စုံစည်းခြင်းနဲ့ပေါင်းစည်းခြင်းနဲ့ဆိုတာမျိုးလို့တွေ့တယ်။နောက်တစ်ခုကကြတော့အခုလိုမျိုးလုပ်သွားရခြင်းရဲ့အကြောင်းရင်းကလည်းတချို့ကြတော့လေကိုကသူ့ကိုမထားခဲ့ခင်သူကထားသွားရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ကိုထားခဲ့မှာကိုကြောက်လို့ပြောရင်သူ့ကိုထားသွားမှာသူကအဲ့လိုရွေးချယ်မခံရဘဲနဲ့လို့အပေခံဖြစ်သွားမှာအဲ့လိုမျိုးကိုကြောက်တဲ့စိတ်ပေါ့နော်အဓိကကတော့အဲ့စိတ်ကြောင့်ပဲအခုလိုမျိုးတွေသူကဥအောင်လုပ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလို့မြင်တယ်နောက်တစ်ခုကကြတော့တကယ်လို့သူအဲ့လိုလုပ်ခဲ့မယ်ဆိုရှင်ကိုဘက်ကသူ့ကိုများလိုက်ပြီးတော့နောက်မရမကပေါ့နော်လိုက်ဆက်သွဲတာမျိုးတွေစူးစမ်းတာမျိုးတွေကိုဘက်ကလိုက်ပြီးတော့သူကခြေတလန်းဆိုရင်ကိုကခြေတလန်းရှေ့ဆက်တိုးလာမလားပေါ့နော်သူကပြီးရင်ကိုကများပြေးလိုက်မလားဆိုတဲ့အဲ့ဒီအတွေးတွေနဲ့အခုလိုမျိုးလုပ်ခဲ့တယ်ဆိုပေမဲ့အခုချိန်မှာကိုကသူ့နောက်ကပြေးမလိုက်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုဘဝနဲ့ကိုအဆင်ပြေအောင်နေနေတာမျိုးလည်းဖြစ်နိုင်တယ်ဒါကြိတ်ပြီးတော့ခံစားနေတာမျိုးပေါ့နော်သူသိအောင်တော့ပြောမနေတာမျိုးလိုမျိုးတွေပြဿနာရှာတာမျိုးတွေမဟုတ်ဘဲနဲ့ကိုကြိတ်ခံစားနေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒီအတွက်ကြောင့်ပဲဘာဖြစ်လို့လဲဆိုတော့အတွေးနေပေါ့နော်နောက်တစ်ခုကကြတော့သူ့ကိုယ်သူပြန်ပြီးတော့သုံးသက်နိုင်ခဲ့တယ်ဆိုတာမျိုးလို့မြင်တယ်ပေါ့နော်အချိန်တစ်ခုလဲကြာသွားတဲ့အခါကျတော့ရင့်ကျက်သွားပြီဆိုတဲ့ပုံစံမျိုးလို့မြင်တယ်အတွေးတွေရင့်ကျက်သွားတာကိုယ့်ကိုပြန်ပြီးတော့သုံးသက်နိုင်ခဲ့တာမျိုးကိုယ့်ရဲ့ကြိုးဆိုင်မှုတွေကဘလောက်တောင်သူ့အတွက်အင်အားတွေဖြစ်စေလဲဆိုတာကိုသိသွားတာမျိုးပေါ့နော်ဒီကတော့အချိန်ကျတဲ့အတွက်ကြောင့်မို့လို့ခုလိုမျိုးတွေအမှန်တရားကိုသိရှိသွားတယ်ဆိုတဲ့ပုံစံမျိုးလို့မြင်တယ်အဲ့အတွက်ကြောင့်မလို့ကိုယ်ပြန်ပြီးတော့ chase လုပ်ချင်နေတယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်ကိုပြန်ပြီးတော့စိတ်ဝင်စားမှုတွေဖြစ်နေတယ်ကိုနဲ့အတူတူပြန်စုံစည်းခြင်းနဲ့ပြန်ပြီးတော့အဆင်ပြေခြင်းနဲ့သူ့ဘက်ကနေပြီးတော့လိုက်ရောမှုတွေပြုလုပ်ချင်နေတယ်ဆိုတာမျိုးလို့တွေ့ရတယ် The butterfly ပြန်စခြင်းနေနော်အသက်တဖန်ပြန်ပြီးတော့စတင်ခြင်းနေတယ်ပြောင်းလဲခြင်းနေဆိုတာမျိုးလို့တွေ့တယ်ဒီစစံရေးကိုအကောင်းဆုံးပုံစံနဲ့ပြန်ပြီးတော့ရှေ့ဆက်ခြင်းနေတယ်ဟမ်မှာပြင်ဆင်ခြင်းနေတယ်နော်သူလုပ်ခဲ့တဲ့အရာတွေအတွက်သူဖြတ်စည်းခဲ့တဲ့အရာတွေအတွက်ကိုသူပြန်ပြီးတော့ပဲပြင်ဆင်ခြင်းနေတယ်ဆိုတာလို့တွေ့ရတယ်အဲ့အတွက်ကိုလည်းစူးစမ်းနေရနော်Mask gold keys on the ring သူခံစားချက်တွေဖုံးကွယ်ထားတယ်လို့မြင်တယ်အဲ့လိုမျိုးဒီလိုခံစားချက်မျိုးတွေရှိနေပေမဲ့လည်းပဲလက်တွေ့မှာတော့ဖုံးကွယ်ထားတယ်ဆိုတာလို့တွေ့ရတယ်ဖုံးကွယ်ထားတဲ့အကြောင်းရင်းကကိုကသူမဟုတ်တဲ့ခြားသူနဲ့ခြားသူကိုတွေကိုရွေးချယ်ပြီးတော့ရှေ့ဆက်နေပြီလားကိုဘွားကိုအကောင်းမွန်ဆုံးရှေ့ဆက်နေပြီလားပြီးတော့သူနဲ့ပတ်သက်ပြီးတော့လုံးဝမေ့သွားပြီလားနှစ်ယောက်ဆက်ဆံရေးကိုကိုဘက်ကနေအဆုံးသတ်လိုက်ပြီလားသူဘက်ကနေပြန်ပြီးတော့
အဆင်ပြေဖို့အတွက်ကြိုးစားလာတဲ့အခါမှာကိုယ့်ဘက်ကဘာမှမတုံ့ပြန်မဲနဲ့သူ့ကိုအေးဆက်သွားမလားပေါ့နော်အဲ့လိုမျိုးအတွေးတွေနဲ့မရေမရာတွေနဲ့မရေမရာတဲ့ခံစားချက်တွေနဲ့ပေါ့နော်ရှေ့ဆက်ထိုးဖို့အတွက်ကိုကြောက်ရွံ့နေတာမျိုးသူခံစားချက်အမှန်တွေကိုဖွင့်ပြောဖို့အတွက်ကိုကြောက်ရွံ့နေတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့တွေ့ရတယ်တဆင်ကိုကရောတစ်ဖက်သူနဲ့ပတ်သက်ပြီးခုချိန်မှာဘယ်လိုခံစားချက်ဖြစ်နေလဲပေါ့နော်ဗီဒီယိုကြီးရဲ့ collective တွေရဲ့တစ်ဖက်သူနဲ့ပတ်သက်တဲ့ခံစားချက်ရည်ရွယ်ချက်သဘောထားစမှန်ကိုသိချင်ပါတယ်lightning sudden change epiphany transformation ရောစစရင်ကိုပြောင်းလဲဖို့အတွက်ကိုလိုလားနေရဆိုတာလို့တွေ့ရတယ်တစ်ဖက်သူစီကအဆက်အသွယ်လောက်လာတာကိုညှော်လင့်နေတယ်နောက်ကိုလိုချင်တဲ့အဖြေကိုရှင်းပြတာမျိုးတွေပေါ့နော်လိုချင်နေတယ်ဆိုတာလို့တွေ့ရတယ်နောက်တစ်ဖက်သူရဲ့ဖုံးကွယ်ထားတဲ့အရာတွေကိုဒါမှကိုမသိတဲ့အရာပေါ့နော်ဒါတွေကိုလည်းသိချင်နေရဆိုတာလို့တွေ့ရတယ်သူနဲ့အဆက်အသွယ်ရချင်နေတယ်သူ့ဘက်ကနေပြီးတော့ကိုသိချင်တဲ့အရာတွေပြောလာဖို့ကိုမျှော်လင့်နေရဆိုတာလို့တွေ့ရတယ်မဖုံးမကွယ်ပဲနဲ့အရှိတိုင်းပြောလာဖို့ကိုမျှော်လင့်နေတယ်ပေါ့နော်နောက်ဒီလူပြောင်းလဲသွားဖို့ကိုလည်းမျှော်လင့်နေတယ်ဆိုတာလို့တွေ့ရတယ်အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့ပြောင်းလဲဖို့အတွက်အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့နှစ်ယောက်ကရှေ့ဆက်နိုင်ဖို့အတွက်ကိုအများကြီးမျှော်လင့်နေမိတယ်ဆိုတာလို့တွေ့တယ်ဆိုရင်တစ်ဖက်သူကကိုခုချိန်မှာဘာတွေသိစေချင်နေရလဲပေါ့နော်ဘာတွေပြောပြချင်နေရလဲဘာကိုသိစေချင်နေရလဲTwo of Cups တကယ်9 of Wands ကိုပေါ်မှာတိဖြစ်တယ်ပေါ့နော်ခံစားချက်တွေရှိနေတယ်သဘောကျတဲ့စိတ်တွေရှိနေချစ်ခင်မှုတွေရှိနေတယ်ဒါပေမဲ့ရှေ့ဆက်ဖို့အတွက်ကိုကြောက်ရွံ့နေတယ်ဒါပေမဲ့လည်းရှေ့ဆက်တိုးခြင်းတဲ့စိတ်လည်းရှိနေတယ်ပေါ့နော်နောက်ဆုံးတစ်ခေါက်လောက်ဖြစ်ဖြစ်စူးစမ်းခြင်းတဲ့စိတ်မျိုးတွေရှိနေတယ်သူ့ကိုပြန်ပြီးတော့ယုံကြည်ဖို့အတွက်ဒီစံရေးကိုပြန်ပြီးတည်ဆောက်ဖို့အတွက်ကခက်ခဲမယ်ဆိုတာလည်းသိတယ်ပေါ့နော်သူ့အနေနဲ့အများကြီးကိုကြော်ဖြတ်ရမယ်အများကြီးစူးစမ်းရမယ်ဆိုတာကိုလည်းသိတယ်ကိုယ်အနေနဲ့ကလည်းအများကြီးပြင်ပခက်ခဲမယ်ဆိုတာကိုလည်းသိတယ်ဒါပေမဲ့ရှေ့ဆက်ခြင်းသေးတယ်ပေါ့နော်ကိုယ်မှာသဘောကျတဲ့စိတ်တွေရှိနေသေးတယ်ဆိုတာကိုသိစေချင်တယ်နောက်တစ်ခုကကြတော့အခုလိုမျိုးလုပ်ခဲ့ရတာကသူ့အနေနဲ့ဘယ်လိုမှမတက်တာတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးတွေလုပ်ခဲ့ရတယ်ပေါ့နော်တော်တော်လေးကိုမဖြစ်နိုင်တော့တဲ့အခြေအနေမို့လို့တော်တော်လေးကိုပင်ပန်းကြက်တဲခက်ခဲတဲ့အနေအထားမျိုးမို့လို့ဒါမျိုးတွေလုပ်ခဲ့ရတယ်ပေါ့နော်မတက်တာတဲ့အဆုံးရွေးချယ်ခဲ့ရတယ်ဒါကိုလည်းသိစေချင်တယ်ဒါပေမဲ့ကိုယ့်ပေါ်မှာတော့မေတ္တာရှိလျက်ပဲဆိုတာမျိုးကိုလည်းသိစေချင်တယ်ဆိုတာတော့တွေ့တယ်အဲ့တော့ကိုရောသူ့ပေါ်မှာမေတ္တာရှိရလားသူနဲ့ရောရှေ့ဆက်ခြင်းရလားဒါကိုလည်းသိချင်တယ်ဆိုတာလို့တွေ့ရတယ်Magician Knight of Pentacles နဲ့ Magician ပြန်လာဖို့သူစူးစမ်းနေတယ်သူဘဝကိုသူအကောင်းဆုံးပုံစံနဲ့စူးစမ်းနေအခုချိန်မှာတော့တခြားအရာတွေကိုအာယုံဆိုင်နေရတယ်တခြားအရာတွေကိုအဆင်ပြေအောင်လို့စူးစမ်းနေရတဲ့အနေအထားမျိုးပေါ့နော်အကောင့်ထဲပေါ်နေရတဲ့အနေအထားမျိုးဆိုတော့ဒီအရာတွေအကုန်လုံးအောင်မြင်တဲ့တနေ့ကြလို့ရှိရင်တော့ကိုယ်စီကိုပြန်လာမယ်အဲ့လိုမျိုးလေးရည်ရွယ်ထားတယ်ပြန်လာဖို့အတွက်ကိုလည်းသူ့ဘက်ကနေပြီးတော့အစမ်းထားလည်းရှိတယ်စူးစမ်းဖို့လည်းရှိတယ်ပေါ့နော်သူသဖြင့်ကတော့အလောက်ကိုင်းငွေကြေးနဲ့သူ့ရဲ့ဘဝအခြေအနေနဲ့ပတ်သက်ပြီးတော့အောင်မြင်ဖို့အတွက်သူစူးစမ်းအောင်မယ်ဒီထက်ပိုပြီးတော့ရင့်ကျက်တဲ့သူတယောက်ပိုပြီးတော့ကောင်းမွန်တဲ့သူတယောက်ကိုယ်နဲ့ထိုက်တန်တဲ့သူတယောက်ဖြစ်အောင်သူစူးစမ်းအောင်မယ်ပေါ့နော်သူကြိတ်ပြီးတော့စူးစမ်းအောင်မယ်ပေါ့နော်ကိုမြင်သားတဲ့စူးစမ်းမှုမျိုးတော့ဟုတ်မှာမဟုတ်ဘူးကိုလည်းသိမှာမဟုတ်ဘူးပေါ့နော်ကိုပေါ်မှာလေးနက်တဲ့ခံစားချက်တွေရှိတယ်အဲ့တော့ကိုစီကိုပြန်လာမယ်အချိန်တော့ကြာကောင်းကြာနိုင်တယ်နှစ်တွေချီပြီးတော့လည်းကြာချင်းကြာသွားနိုင်တယ်ပြန်လာတဲ့ခရီးကလည်း
မလွယ်ကူတာမျိုးလည်းဖြစ်နိုင်တယ်ကိုစောင့်ရတဲ့အချိန်ကဒီထက်ပိုကြာသွားတာလည်းဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့သူ့ဘက်ကတော့ပြန်လာဖို့ကတော့ရည်ရွယ်ချက်ရှိတယ်ပေါ့နော်ဒီစံရေးကိုပြန်ပြီးတော့အဆင်ပြေအောင်တိဆောက်ချင်တဲ့စိတ်နောက်ပြီးတော့ဒီနှစ်ယောက်ရဲ့အခြေအနေကိုအကောင်းဆုံးပုံစံနဲ့ပြန်ပြီးတော့အသက်သွင်းခြင်းနဲ့စိတ်ပေါ့နော်ရှိနေတယ်ဆိုတာလို့တွေ့ရတယ် for swags and 8 of swags သူအနေနဲ့ဖြစ်ခဲ့တဲ့အရာတွေကိုပြန်ပြီးတော့အကောင်းဆုံးသုံးသပ်နေမိရဆိုတာလို့ပြရတယ်ပေါ့နော်အဲ့တော့သူလုပ်ခဲ့တဲ့အရာတွေနှစ်ယောက်ကြောင့်ဖြစ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့တွေးနေမိတယ်နောက်တာလည်းရတယ်ပေါ့နော်ခုလိုမျိုးလုပ်ခဲ့ရတဲ့အတွက်နောက်ပြီးတော့ကိုလည်းပဲဒီလိုအတွေးတွေများစေတဲ့အတွက်အခုလိုမျိုးအခြေအနေတွေနဲ့ကြုံစီခဲ့တဲ့အတွက်ကိုယ့်ရဲ့ယုံကြည်မှုတွေကိုအလွယ်သုံးစားလုပ်ခဲ့တဲ့အတွက်ဒီအတွက်ကိုလည်းပဲခွင့်လွှတ်မှုတွေလိုချင်နေရဆိုတာလို့တွေ့ရတယ်ပေါ့နော်ကိုအစမပြေတဲ့အခြေအနေမျိုးမှာရှိစေခဲ့တဲ့အတွက်ကိုသူမရည်ရွယ်ပဲနဲ့ဖြစ်ခဲ့ရတဲ့အတွက်ပေါ့နော်အဲ့တော့ဒီလိုမျိုးလုပ်ခဲ့ရတာကသူလည်းမသိလိုက်ဖ ೇನೆ လုပ်ဖြစ်သွားတယ်ဒါပေမဲ့ဒီຢာတွေကိုလည်းပြန်ပြီးတော့သုံးသပ်နေတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ကိုယ့်ရဲ့သူ့ပေါ်မှာဘယ်လိုမျိုးဂရုစိုက်ခဲ့တာနှွေးထွေးခဲ့တာမျိုးကျင်နာခဲ့တာမျိုးပြောရင်ကိုယ့်ရဲ့ energy ကိုယ့်ရဲ့ဂရုစိုက်မှုကိုယ့်ရဲ့ချစ်ချင်းမေတ္တာတရားတွေကိုလည်းသူနားလည်နေပြီပေါ့နော်နောက်တစ်ခုကကျွန်တော်လောလောဆယ်မှာတော့သူ့မှာကိုယ့်စီကိုဆက်သွယ်လာဖို့အတွက်အခြေအနေမပေးသေးဘူးပေါ့နော်ခွင့်ရမပေးသေးဘူးဆိုတာမျိုးအဲ့အတွက်ကြောင့်မလို့လောလောဆယ်တော့အဆက်အသွယ်ကတော့ရမှာမဟုတ်သေးဘူးပေါ့နော်ဒါကိုလည်းနားလည်ပေးစေခြင်းနဲ့ပေါ့နော်သူ့ဘဝတော့ကိုကြိုတင်ပြင်ဆင်ရမယ့်အရာတွေအများကြီးရှိနေသေးတဲ့အတွက်ကြောင့်မလို့လောလောဆယ်တော့သူပြန်လာလို့ရအောင်မဟုတ်သေးဘူးအဲ့တော့ဒီအခြေအနေတိုင်းလေးပဲဆက်ပြီးတော့သွားဖြစ်အောင်မယ်ပေါ့နော်ဒါပေမဲ့သူ့ဘက်ကအစင်းသစ်ဖြစ်လာတဲ့ခါကျတော့ရှင်ကိုယ့်ဘက်ကရောလက်ခံနိုင်ရဲ့လားဒါကိုလည်းသိချင်တယ်ပေါ့နော်နောက်တစ်ခုခံစားမိတဲ့အရာကသူပြောချင်နေတာအခုလက်ရှိသူ့မှာတခြားပတ်သက်နေတဲ့သူရှိမနေပါဘူးပေါ့နော်ဒါကြောင့်မို့လို့ကိုယ့်ဘက်ကနေအတွေးများနေစရာမလိုဘူးအဲ့လိုလည်းပြောချင်တယ်ဆိုတာလို့ခံစားမိတယ်ဒီ energy ကတော်တော်လေးကို strong ဖြစ်တယ်ပေါ့နော်အစမပြောဖို့စဉ်းစားထားပေမဲ့ပြောမှဖြစ်မယ်ဆိုပြီးတော့ခဏ remind လာလုပ်နေရဆိုတော့ပေါ့နော်ပြောလိုက်တာပေါ့နော်ဒါပေမဲ့ဒါပြောရရင် collective အနေနဲ့ကြည့်ပြရတယ်ရေပုံရအနေနဲ့ကြည့်ပြရတဲ့ reading မှာဒီလိုပြောဖို့ဆိုတာကတော့တော်တော်လေးတော့ဆွန်ပြေးပေါ့နော်ဆွန်ပြေးဆိုတာကဒီတစ်ဖက်သူမှာတခြားပတ်သက်နေသူမရှိပါဘူးဆိုတဲ့အချက်ကြီးကဒါက100%မှာ100%တောင်သိကြမှာမဟုတ်တော့ဘူးပေါ့နော်ဒါပေမဲ့ဒီ energy တော်တော် strong ဖြစ်နေရပေါ့နော်လောဆယ်သူမှာတခြားပတ်သက်နေတဲ့သူ relationship ရှိမနေဘူးပေါ့နော်ကိုထင်တယ်လို့မျိုးမဟုတ်ဘူးပေါ့ Knight of Cups တဲ့the war ကိုယ့်ဘက်ကသာအဆုံးမတက်လိုက်ဘူးဆိုလို့ရှိရင်နောက်ကိုယ့်ဘက်ကသာတခြားသူနဲ့ရှေ့ဆက်နေတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့သူကိုယ့်စီကိုပြန်လာခြင်းသေးတယ်ပြန်ဆုံစည်းခြင်းသေးတယ်ပေါ့နော်နောက်ဒီမှာတွေ့ရတဲ့အရာဆိုရှင်ဒါတောင်းနေရောပါတယ်ဆိုဘလို့အခက်ခဲတွေပဲကြုံရသူ့ဘက်ကနေဖြတ်ကျော်ပြီးတော့ကိုယ့်စီကိုချင်းကပ်လာဖို့သူခန်းစားချက်တွေကိုဖွင့်ဟပြောပြလာဖို့confess လုပ်ဖို့ပေါ့နော်ရှိတယ်ပေါ့နော်I got the lovers နဲ့ five of pentacles နဲ့ judgment
judgment ရဲ့ four cups ရဲ့ဆိုတော့ရေလုံးကကိုယ့်ရဲ့နှွေးထွေးမှုတွေပေါ့နော်ကိုကြောင့်ပျော်ရွှင်ခဲ့ရတာနဲ့ကိုယ့်ရဲ့ဂရုစိုက်မှုတွေကိုယ့်ရဲ့ချစ်ချင်းမေတ္တာတရားတွေကိုသူမမြင်ခဲ့ဘူးပေါ့နော်မသိတတ်ခဲ့ဘူးမမြင်ခဲ့ဘူးနောက်လစ်လူရှုခဲ့မိတာတွေလည်းရှိတယ်ပေါ့နော်ဒီຢာတွေအတွက်ကိုလည်းပဲပြောရင်တော့မြင်နေပါပြီသိနေပါပြီနောက်နာရနေပါပြီပေါ့နော်ဒီຢာတွေအတိတ်ကဖြစ်ခဲ့တဲ့အရာတွေအတိတ်ကပြုလုပ်ခဲ့တဲ့အရာတွေအတွက်ကိုလည်းပဲအခြေအနေသာပေးမယ်အခွင့်အရေးသာပေးမယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့ပြင်ဆင်ခြင်းနေပေါ့နော်နောက်ပြီးတော့အခုချိန်မှာလည်းပဲကိုယ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုအရင်ကအကြောင်းတွေကိုပြန်ပြီးတော့အများကြီးတွေးနေမိတယ်ပေါ့နော်ပြန်ပြီးတော့တတိယနေမိတယ်တွေးနေလွမ်းဆွေးနေမိတယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါကိုလည်းသိစေခြင်းနေပေါ့နော်ဒါဆိုရင်တစ်ဖက်သူနဲ့ပတ်သက်ပြီးကိုယ်အနေနဲ့ကမဆက်လုပ်တယ်လေလောလောဆယ်မှာတော့ဒီလူကြောင့်နာကျင်ခံစားနေရတယ်ဒီလူကြောင့်တော်တော်လေးကိုပြိုလဲခဲ့ရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတာဆိုတော့ပြန်ယုံသိရင်လားပြန်ဆောင်းသိရင်လားပြန်မျှော်သိရင်လားပေါ့နော်temperance they let go of self-imposed limitations the moon Midanaga Kolagancham okay Zatonga one more please 6 of swords okayလောလောဆယ်ကတော့ဒီလိုနဲ့ပတ်သက်လို့စိတ်ရှင်းသွားအောင်လို့အရင်ဆုံးလုပ်ပါအောင်ကိုယ့်ကိုပြန်ပြီးတော့တိဆောက်ပါအောင်လို့ပြထားတယ်။ဘာလို့ဆိုတော့ကိုယ့်စိတ်ထဲမှာရှိနေတဲ့ဒီလိုနဲ့ပတ်သက်ပြီးတော့ဖြစ်လာတယ်ပေါ့နော်။နာကျင်မှုတွေကအခုချိန်ထိကိုအရေးတစ်ခုလိုဖြစ်နေတော့မယ်ပေါ့နော်။ဒီအရေးကြီးကိုဖယ်မှရမယ်ဆိုတာမျိုးဒီတန်တရားအတွေးတွေကိုဖယ်မှရမယ်ဆိုတာလို့တွေ့ရတယ်။ကိုယ့်ကိုပြန်ပြီးတော့သုံးသပ်ဖို့လိုတယ် deep self reflection is essential လို့ပြောထားတယ်ပေါ့နော်အဲ့တော့ဒီအတွက်ကိုအချိန်ယူပါအောင်အချိန်ပေးပါအောင်ပေါ့နော်ရေးဆက်ရှိရဲဆိုလို့ရှိရင်တော့ပြန်ပြီးတော့စုံပါပဲပေါ့နော်ဒါပဲနိုင်ငံတွေပဲရောက်ဘယ်နေရာတွေပဲရောက်သူနဲ့ကပြန်ပြီးတော့စုံဖြစ်မှာပဲဒါပေမဲ့လောလောဆယ်မှာတော့ကိုယ့်ကိုပြန်ပြီးတော့တိဆောက်ပါအောင်နောက်ကိုဟာတမိုးရှိတယ်ဆိုတဲ့သူတမိုးရှိတဲ့သူတယောက်နောက်ကိုအနေနဲ့ကကိုစိတ်တောင်းကြလိုက်လို့ရှိရင်ဖြစ်လာနိုင်အောင်လို့စွမ်းဆောင်နိုင်တဲ့အဲ့လိုအရေးချင်းမျိုးရှိတဲ့သူတယောက်ပေါ့နော်အဲ့တော့ဒီအရာကိုလည်းမမေ့ပါနဲ့ပေါ့နော်နောက်ပြီးတော့ကိုကစိတ်ရှိတတ်တဲ့တီးခံတတ်တဲ့သူမျိုးလာရောညီတွေဖြစ်အောင်လည်းနေထိုင်တတ်တဲ့သူမျိုးပေါ့နော်နောက် intuition လည်းအားကောင်းတဲ့သူမျိုးဖြစ်တယ်ဒီအခုမွေးဖွားလာတဲ့အခြေအနေမှာလည်းပဲကံကောင်းတဲ့သူသားတယောက်အနေနဲ့မွေးဖွားလာတာမျိုးပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ကံတရားတွေကိုကိုယ့်ရဲ့ဒီစိုးရိမ်စိတ်တွေnegative thoughts တွေပေါ့နော်ဒီအရာတွေနဲ့ negative energy တွေဖြစ်အောင်လို့မပြောင်းလဲလိုက်ပါနဲ့မလွှမ်းမိုးလိုက်ပါနဲ့ပေါ့နော်ကိုယ်စိတ်ကလေးကိုအရင်အတိုင်းလေးပြန်ပြီးတော့အေးချမ်းနေအောင်ကြည်လင်နေအောင်တန်းစင်နေအောင်လို့ထားပါကိုယ့်ရဲ့တစ်ဖက်သူပေါ်မှာဂရုစိုက်တတ်မှုနားလည်ပေးနိုင်စွမ်းတွေကခါကြရှင်ကိုထင်သလိုပုံစံမျိုးနဲ့ပြန်ပြီးတော့ရောင်းပြဟတ်လာတာမျိုးတွေမဟုတ်ပေမဲ့လည်းပဲဒါကိုအမှားမဟုတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့ဒီຢာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲကံမကောင်းမှုဆိုတဲ့ခံစားချက်မျိုးကိုလုပ်ခဲ့တဲ့အရာတွေကမှန်မှန်မှုဆိုတဲ့ပုံစံမျိုးလည်းမခံစားစေခြင်းဘူးကိုအထင်မမှားစေခြင်းဘူးပေါ့နော်ဒီလိုနဲ့ပတ်သက်လို့ကိုအနေနဲ့ကစောင့်ကျင်လဲစောင့်လို့ရတယ်ရှေ့ဆက်သွားခြင်းလည်းရတယ်ဒါပေမဲ့အရင်ဆုံးကတော့ကိုပြန်ပြီးတော့ပြင်ဆင်ပါအောင်ပြင်ပါအောင်ပဲအဲ့လိုမျိုးပဲမှားထားတယ်ပေါ့နော်နောက်တစ်ခုကဒီမှာတွေ့ရတဲ့အရာကတော့ဒီလူနဲ့ကတော့စုံစည်းဖို့ရေစက်ကတော့ရှိနေပြီးသားဆိုတာကိုလည်းပြရတယ်ပေါ့နော်ပြန်စုံစည်းရလိမ့်မယ်အဆက်သွဲလည်းပြန်ရလိမ့်မယ်ဒါကအခုအချိန်မှာတနေရာစီဝေးနေတယ်ဆိုလို့ရှိရင်တော့နိုင်ငံစီရောက်နေရဆိုရင်တော့ပြန်စုံစည်းဖို့ဆိုတာကသိကြပဲ
ကိုကသွားလို့ဖြစ်စေသူကပြန်လာလို့ဖြစ်စေအဲ့လိုမျိုးနှစ်ယောက်ကတနေရာရာမှာစုံစည်းဖို့ရှိကိုရှိအောင်ပါပဲပေါ့နော်အဲ့တော့စုံစည်းဖို့အတွက်ကိုတွေးနေတာမျိုးဆိုလို့ရှိရင်တော့စုံစည်းရမှာတေးကြပဲပေါ့နော်ဒါပေမဲ့အဲ့လိုမစုံစည်းခင်မှာပြန်မတွေးခင်မှာကိုအရင်ဆုံးပြင်ဆင်ပါပြုပြင်ပြောင်းလဲပါအောင်ကိုအခုဖြစ်နေတဲ့ဒီကိုအတုံးမကြဘူးအတုံးဝင်ဘူးဆိုတဲ့ခံစားချက်မျိုးတွေကမရှိဖို့တော့လိုအပ်တယ်ပေါ့နော်နာကျင်နေရတဲ့ခံစားချက်တွေကမရှိဖို့လိုအပ်တယ်ပြောရတော့ကိုလောဆယ်မှာကိုပျောက်ဆုံးနေရဆိုတော့မြင်နေပေါ့နော်အဲ့တော့ကိုပြန်ပြီးတော့ရှာဖွေပါတကယ်လို့ဒီလူနဲ့ရှင်းမဆက်ချင်ဘူးဆိုလို့ရှင်လည်းပဲကိုဘဝအတွက်ကအကောင်းမွန်ဆုံးပုံစံနဲ့ရှေ့ဆက်ဖို့အတွက်အခွင့်အလမ်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဘာတွေပဲဘယ်လိုဆုံးဖြတ်ချက်ကိုပဲခြားကိုယ့်ရဲ့အေဂျင့်မှုကိုအရင်ဆုံးရှာဖွေပါကိုကတာမိုးရှိတဲ့သူတယောက်ဖြစ်တယ်ဆိုတာလည်းယုံကြည်ပါကိုယုံကြည်မှုတွေမပျောက်ဆုံးစေနဲ့ပေါ့နော်ကိုမျောလင့်သူလိုမျိုးတစ်ဖက်သူကပြောင်းလဲမလာတာမျိုးလိုက်ရောညီတွေဖြစ်အောင်အလိုက်တင်မနေပေးနိုင်တာမျိုးနောက်ကိုဂယူဆိုင်ကျင်တာပြတယ်လို့မျိုးတစ်ဖက်သူကအဲ့လိုမျိုးတွေတုတ်ပြန်မပေးနိုင်တာဒါကိုအမားမဟုတ်ပေါ့နော်တစ်ဖက်သူရဲ့ချုံရင်မှုပြက်ကွက်မှုပေါ့နော်ဒီအရာတော့ကိုလည်းတာဝန်ရှိစိတ်တစ်ခုလိုမျိုးမခံစားပါနဲ့ပေါ့နော်ဒီလို message လေးပေးထားပါတယ်ဒါကတော့ဒီနေ့အတွက် reading ဖြစ်ပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe comment ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်ဒီ reading ကနေပြီးတော့ကိုဘဝအတွက်ကိုခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချဖို့အတွက်အထောက်အကူဖြစ်ဖို့ကိုလည်းမျှော်လင့်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြပြရများဝေးကွာပြီးကိုရောစိတ်ပါကြမှာချမ်းသာကြပါစေကောင်းသောလူစံတာမှတ်သမျှလည်းပြေဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြမ်းမမာနဲ့နေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်နောက်ရီးချင်းများမှာပြန်ပြီးတော့ဆုံးဖြတ်ကြပါအောင်မယ်ရှင်